ကျွန်တော်အခုပြောပြပေးချင်တာဒီကကျွန်တော် laptop ရဲ့ကင်မရာမကောင်းတာပဲအဲ့ဒါတက်တာပဲဖြစ်ကျွန်တော်အဲ့ဒီကမှကျွန်တော် Android phone တစ်လုံးပေါ့နော်ဟိုအစားထိုးပြီး webcam အဖြစ်သုံးလို့ရတဲ့အသုံးပြုလို့ရတဲ့နည်းလမ်းလေးကိုကျွန်တော်ပြောပြပေးပါမယ်ပထမဆုံးကျွန်တော် laptop မှာဒီ software လေး software လေးကို download ဆွဲထားဖို့လိုပါတယ်ဒီမှာ software နာမည်ကဒီတိုင်းပေါ်ပါတယ်အဲ့ဒါကိုနှိပ်ပြီးဝင်လိုက်ပါဝင်ပြီးတော့ကျွန်တော်ဒီလိုပေါ်ပါတယ်ဒီပေါ်တဲ့အခါမှာကျွန်တော်ဒီကင်မရာ app ပေါ့နော်ဒီ app လေးကိုကျွန်တော် cut ဆို download ဆွဲလိုက်မယ်ခဏစောင့်ပြီးလိုက်ပါနော်တော့ဖုန်းထဲမှာဒီနာမည်အတိုင်းရိုက်ချလိုက်ပေါ့နော်ဒီနာမည်တိုင်းရိုက်ချပြီးတော့ကျွန်တော်နောက်ပြပြမယ်နော်အဲ့ဒီ app လေး download ထားဖို့လိုတယ်နော်ဖုန်းထဲမှာလေဒီမှာ download ပြပါပြီဆိုတော့ဒီမှာ okay open ဖွင့်လိုက်မယ်ပေါ့နော်ဒီလိုစာတန်းလေးပေါ်လာ okay ပြီးလိုက်ပေါ့နော်နှစ်ချက်ဒီဆော့ဝဲပွင့်တဲ့အထိခဏစောင့်မယ်โอเคပွင့်လာပြီဆိုတော့ဒီမှာအရေးကြီးရနော်အရေးကြီးရဆိုတော့ဒီလိုလေးစာတန်းလေးပေါ်လာကျွန်တော်တို့ဒီဥစ္စာကိုစတင်နဲ့တစ်ခါဝင်လာစတင်နဲ့ဝင်လာအဲ့လိုတစ်ချက်စတင်နဲ့မဝင်အဲ့လိုအလဲတစ်ချက်နေလာဒီလိုစာတန်းလေးတစ်ခါထပ်ပေါ်လာလိမ့်မယ်ပြီးတော့ဒီလိုစာတန်းလေးပေါ်လာမှကျွန်တော် install မောင်းလိုက်ရမှာအဲ့ဒါ install တင်လိုက်ရမှာထပ်ပြီးတော့ okay ဒီမှာရက်ပေးလိုက်မယ် okay အဲ့ဒါဆိုဒီလိုလေးပေါ်လာခုနဟာကြော်ဝါကျွန်တော်အဓိကသုံးပါအခု Omi TV မှာသုံးပါအောင်နော်အဲ့လို Omi TV တို့ဘာလို့မှသူကတွားရွေးလို့မရတော့မပေါ်လာတော့အဲ့လိုပေါ်လာရင် okay ထပ်ပြလိုက်မယ်ဒါကျွန်တော်အရင်သုံးထားတဲ့ဟာကြီးလာပေါ်လာနော်ကျွန်တော်ကြောင်းတာပြန်ပြောင်းပြမယ် okay ဒါတော့တစ်ချက်အမှားနေတိုင်းဒီလိုလေးရလာပြီဆိုကျွန်တော်ဘယ်သွားမယ်ဆိုတော့ဒီဘားလေးမှာပေါ့ကျွန်တော်ဒီ device manager ဆိုတဲ့ဟာလေးကိုရေးချလိုက်ဒါကျွန်တော်အရင်ရေးချထားတဲ့ဟာမျိုးကျွန်တော်အဲ့ထည့်ဝင်လိုက်မယ်ဝင်ပြီးတော့ဒီမှာကင်မရာအဲ့လေးရဲ့ပြီးနာမှာညာလေးနေတာဒီမှာအဲ့ဆိုကျွန်တော်ဒီအခုနသင်ထားတဲ့ software ရဲ့နာမည်လေးပေါ့နေအဲ့လိုပေါ့နေဆိုကျွန်တော်တို့အောက်ကဟာအထည့်ကျွန်တော်တို့ Omi TV တို့ဘာလို့မှတန်းဝင်တဲ့အခါမှာသူကကင်မရာအဲ့ဒါပုံစံကျွန်တော်ရဲ့အင်္ဂလိပ်သိမြန်တော့အဲ့ဘယ်လိုလဲမသိကင်မရာအဲ့ဒါပုံစံပေါ်နေအဲ့ဒါကြောင့်ကျွန်တော်တို့ဒါလေးကိုပဲညာဘက်နှိပ်ပြီးတော့uninstall လုပ်လိုက် uninstall လုပ်လိုက်မှာပေါ့နော်အဲ့ဒါကိုဖြုတ်လိုက်မယ် okay အဲ့လိုဖြုတ်ပြီးတဲ့အခါမှာကျွန်တော်ဒီမှာကင်မရာမှာဒီလိုတစ်ခုပဲပေါ်တော့ကျွန်တော်သွင်းတာကင်မရာအဲ့တစ်ခုပဲပေါ်တော့မယ်အဲ့ဒါမှာဒါကိုပြန်ပိတ်မယ်ပြီးတော့ကျွန်တော် browser ထဲကိုသွားမယ်ပေါ့နော် browser ထဲသွားမယ်ကျွန်တော်ဒီကင်မရာမှာဒီတိုင်းပေါ်နေနော်sorry ကျွန်တော်ကင်မရာမှာဒီတိုင်းပေါ်နေဒါကိုနည်းနည်းခွဲလိုက်မှာခဏလေး okay အဲ့ဆိုရင်တော့ကျွန်တော်ဒီမှာOmi TV ထဲကျွန်တော်ဝင်လိုက်မယ် sorry ဒီထဲရင်ရ okay အဲ့ဆိုကျွန်တော်ဒီမှာခုနကင်မရာ software သူ main ကင်မရာ software ကျွန်တော်ဒီပြန်ဖြုတ်လိုက်တဲ့အခါမှာ install ပြန်ဖြုတ်လိုက်တဲ့အခါမှာသူကတခါတည်းတန်းပြီးတော့ဒီ software ရဲ့ကင်မရာကို Omi TV မှာတခါတည်းပြပြီးတယ်ပေါ့နော်အဲ့ဒါမှကျွန်တော်ဘာဆက်လုပ်ရမလဲဆိုတော့ဒီဥစ္စာဖုန်းနဲ့ရှင်းရမှာဒီ software ကျွန်တော်ဗီဒီယိုနည်းနည်းရှိနေ okay ဒါဖုန်းနဲ့မှာပေါ့နော်ဖုန်းထဲမှာကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ဖုန်းကိုဒီဒါ laptop မှာထိုးထားတဲ့ USB ကျိုးပေါ့နော်ဒီကျိုးနဲ့ဖုန်းကိုထိုးလိုက်မယ် okay ထိုးလိုက်ပြီးသွားရင်ဒီမှာ file ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာရွေးတဲ့နေရာလေးရှိတယ်နော်ဒါ software တခြား software ရွေးထားတာအဲ့ဒါကိုတစ်ချက်ထောက်လိုက်မယ်ဒီမှာတော့ Redmi ကျွန်တော်ဖုန်းမျိုးစားပေါ်လာခုနကမရှိဘူးဒီမှာဖုန်းထဲမှာလည်းအဲ့ဒီကင်မရာ app ထဲကိုဝင်လိုက်မယ် app ထဲဝင်ထားလိုက်ဝင်ထားပြီးတော့ဒီတိုင်းခဏချလာလိုက်မယ်အဲ့လို
ဒီမှာခုနဒီမှာ Redmi K30 ကိုကျွန်တော်တို့ယူလိုက်တဲ့အခါမှာတခါတည်းချိတ်ပြီးသားဖြစ်သွားပြီပေါ့နော်ခဏလေးစောင့်ပြရမယ်ဒီမှာဖုန်းထဲမှာရှင်းရတဲ့ချက်ပြောင်းလာမယ်โอเคခဏတော့စောင့်ပြရမယ်နော်အဲ့လိုချိတ်ပြီးတဲ့အခါမှာဒီလိုပေါ်လာပြီပေါ့နော်ဖုန်းရဲ့ကင်မရာနဲ့အဲ့လိုပေါ်လာတဲ့အခါမှာကျွန်တော်တို့ဟိုမှာ OMI TV screen မှာလည်းပေါ်နေပြီဆိုတော့ကျွန်တော် OMI TV သုံးလို့ရပြီပေါ့နော်ကျွန်တော်အဲ့ဒါအစမ်းသုံးပြမယ်โอเคOMI TV သုံးလို့ရမယ်စတန်နေရပြီပေါ့နော်ရပြီဆိုတော့အားလုံးပဲလိုက်လုပ်ကြည့်ပါကြပါဘောနော်ကျွန်တော်တော့မှတော်တော်လုပ်လိုက်ရတယ်ကျွန်တော်လည်းနည်းပညာရှင်မဟုတ်ပါဘူးအဲ့ဒါကြောင့်အမားလေးပါခွင့်လုပ်ပေးကြပါဘောနော်ကျွန်တော်ဒီ software တွေကိုကျွန်တော် description ထဲမှာ link ထည့်လို့ရရင်ထည့်ပေးပါမယ်နော်အားလုံးပဲအဆင်ပြေကြပါမယ်လို့မျှော်လင့်ပါတယ်တတာ